ဈေးဝယ်တဲ့အခါအသုံးပြုတဲ့ထိုင်းစကားလေးပဲဖြစ်ပါတယ်ဘယ်လိုရောင်းတာလဲဆိုရင်ขายยังไงขายยังไงခွဲပြီးတော့ရောင်းပေးလို့ရမလားဆိုလို့ရှိရင်แบ่งขายได้ไหมแบ่งขายได้ไหมတခြားဟာတွေရှိသေးလားဆိုလို့ရှိရင်มีอย่างอื่นอีกไหมมีอย่างอื่นอีกไหมဈေးလျှော့ပေးလို့ရမလားဆိုလို့ရှိရင်ลดราคาให้หน่อยได้ไหมลดราคาให้หน่อยได้ไหมအပိုပေးလို့ရမလားဆိုလို့ရှိရင်တော့แถมให้หน่อยได้ไหมแถมให้หน่อยได้ไหมအကုန်လုံးဘယ်လောက်ကျလဲဆိုလို့ရှိရင်ทั้งหมดเท่าไหร่ทั้งหมดเท่าไหร่ဈေးဝယ်တဲ့အခါလိုအပ်တဲ့ထိုင်းစကားလုံးတွေကြံနေသေးတယ်ဆိုရင် comment မှာဝေရေးပေးနိုင်ပါတယ်ထိုင်းစာထိုင်းစကားကိုအခြေခံကနေစပြီးတော့တမ်းမြောက်တဲ့အထီးလေးလာတင်ယူလို့ပါကအခုကြည့်နေတဲ့ဆီယာမထွထွရဲ့ပေးရချက်ပေါက် Messenger မှာအသေးစိတ်မေးမြန်းနိုင်ပါတယ်ရှင်